ဆိုင်းတယောက်ကြေးရုပ်တုကြီးတစ်ခုလို့အထင်မှားပြီးလက်နဲ့လှမ်းကင်မိလိုက်တာပါဒါပေမဲ့သူ့လက်ချောင်းလေးတွေကချောမွတ်တဲ့အသားဆိုင်လေးကိုထိမိသွားတဲ့တခဏမှာတော့ဆိုင်းတယောက်အံ့အားသင့်ပြီးစွန့်သွားခဲ့ရပါတယ်ဆိုင်းရဲ့နှွေးထွေးတဲ့လက်ဖွားအထီးတွေကြောင့်ကောင်မလေးတစ်ကိုယ်လုံးရှိန်ဖိန်သွားပေမဲ့လည်းသူမအတက်နိုင်ဆုံးထိန်းချုပ်ထားခဲ့ရပါတယ်ဒီအဖြစ်အပျက်ကိုသိနေတဲ့ဘေးကလူတွေကတော့တဝါဝါနဲ့ရေမောနေကြပြီးဆိုင်းတယောက်ကတော့ရှက်ရှက်ကန်ဖြစ်သွားပါတယ်ဒါကိုသူ့ရဲ့တငယ်ချင်းကလည်းအဲ့ဒါလူလားရုပ်တုလားလို့သိချင်စောနဲ့မေးလာတဲ့အခါဆိုင်းလည်းရှက်ရှက်ကန်နဲ့ရုပ်တုပါဆိုပြီးပြောကထွက်သွားပါတော့တယ်မကြခင်မှာပဲကန်းချီကနေသူတို့နှစ်ယောက်ထွက်သွားဖို့ပြင်နေတုန်းကောင်မလေးကရုတ်တရက်ပြေးလာပြီးဆိုင်းရဲ့ပါးကိုနှစ်ချက်ဆင်ပြီးရိုက်ချလိုက်ပါတော့တယ်ကြောင်အန်းဖြစ်နေတဲ့ဆိုင်းကိုကြည့်ပြီးကောင်မလေးကသူမဟာခုနကသူကင်ခဲ့တဲ့ရုပ်တုဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီအခါမှာဆိုင်းတယောက်သူ့ရဲ့အမားကိုနားလည်သွားပြီးအာနာတကြီးနဲ့တောင်းပန်ခဲ့ရပါတယ်ဆိုင်းကတော့ကောင်မလေးတယောက်အရန်ဒေါသထွက်နေမယ်လို့ထင်ထားပေမဲ့လည်းသူမကတော့ရုတ်တရက်တခွင်နဲ့ရေမောပြီးသူမရဲ့တငယ်ချင်းတွေကိုတောင်ပြန်ပြောပြနေပါသေးတယ်ဘာကြောင့်လဲဆိုတော့သူမရဲ့တရုပ်ဆောင်မှုကတကယ်ပဲအောင်မြင်ခဲ့လို့ပါပဲကောင်မလေးရဲ့လှပတဲ့အပြုံးလေးတွေကဆိုင်းရဲ့နှလုံးသားကိုချက်ချင်းပဲဖန်ဆားသွားခဲ့ပါပြီ